Hello everyone, welcome to my vlog. ဒီအမကိုလေကြောက်ခံရမယ်သူမဟုတ်ပဲနဲ့ဘာလို့နှခမ်းနေဆိုလဲလို့မေးလို့ရံပြန်လုံးနေရကြည့်အောင်။ဘာတွေကြောက်မှလဲလို့ချောင်းကြီးတွေရဲ့မမအောင်မကြည့်နဲ့လို့ပြောနေရ။အစွန်ဆုံးကအမကိုလေကြောက်ခံမှုအတွက်မနှဲထိုင်မှုပြောလိုက်ရတယ်ကြည့်အောင်။မျက်မှန်နဲ့မမကတော့လေကြောက်ခံရမှမို့လို့ရင်းနေရန်ခုန်ပြီးလက်ဖွားတွေကိုပုတ်နေရ။ဒီအမတွေကလေစီနီယာတွေဆိုပေမဲ့ကိုဂျူနီယာလေးတွေပေါ်မှာအမြင်နဲ့ငင်ညာပေးတယ်ပေါ့နော်။တောင်းအောင်စလုံးကစိတ်ထားလဲရန်ကောင်းပြီးတော့မတိနားမလဲရတယ်ရှိလို့ရှင်လဲတခြားစိတ်ရှိရှိနဲ့ရှင်းပြပေးတယ်ပေါ့နော်။အကြီးအငယ်ဆက်ဆံရေးမျိုးမဟုတ်ပဲနဲ့တကယ်ညီမတွေလို့ရင်းရင်းနှီးနှီးတိုင်ပင်လို့ရတယ်ဆွေးနွေးလို့ရတယ်အရင် close ဖြစ်တဲ့အမတွေပေါ့နော်။ assistant chef လေးတွေကတော့ tumbling လေးတွေကိုလုပ်နေပါတယ်။တကယ်ကိုအားကိုးရတဲ့လူတွေပေါ့ကဲနောက်တစ်မျိုးကတော့ sandwich လုပ်ဖို့အတွက်မမချစ်ချောလေးကတော့အလုပ်တွေရှုပ်နေလေရဲ့အရန်စိတ်ထားပြူစင်ပြီးချစ်စရာကောင်းတဲ့မမ sandwich ထဲမှာထည့်ထားမယ့်အစာပလားတွေပါကြက်လာဆိုပြီးမယုံလို့စားကြည့်နေတဲ့မမတွေကဲဒါကတော့ကြော်ဖို့အတွက်တာဝန်ပေးထားတဲ့အကျော်စရာမမပါအားလုံးလည်းပြီးသွားပြီဆိုတော့ cheers လုပ်ပါမယ်စိတ်ချမ်းသာကိုကျမ်းမာကြီးပွားတိုးတက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒါကတော့ cheese dumpling ပေါင်းလေးဖြစ်ပါတယ်အရာသားလေးကတော့အရန်ကောင်းလို့စားတဲ့သူတွေကတော့ခြိုက်ကြတယ်။ဟိုလေအခုလိုဝေပုံကြလေးခွဲပြီးမှသူတို့တွေရမဖြစ်ကြတာ။ It's just kidding. ကိုပါပဲလှုပ်ကြွေးကြွေးအမြဲတမ်းတိုင်ခံအားပေးတဲ့အမတွေဆိုလဲမမှားပါဘူး။ဒါတော့ဖတ်ထုတ်အိုကန်နဲ့ sandwich tower လေးပါ All had a special moment. I'm so glad to see you guys. I wish you all have a great Danger holidays and have a wonderful weekend everyone.Thank you for watching my vlog. See you in the next video. Bye.